ဟုတ်ကဲ့ဗျာဆရာဒီနော်အဲ့တော့ဆရာတို့ခုနနေရာမှာဆရာစုံမှုနေနေရကြတော့ဒီဂေဥဒုတာကိုသုံးမိပိုကောင်းမယ်ထင်တယ်ဗောနော်အာဟုတ်ကဲ့ဆရာအဲ့စုံမှုခုနဘာပြောလိုက်လဲစောက်ပြန်ပြောကြည့်ပါဦးဟွာကြတယ်ဘယ်လိုပြောလိုက်လဲဆရာအာဆရာဆရာကျွန်တော်တို့ကဆရာအဆင်မပြေဖြစ်နေမှာပဲဆိုရင်တော့ဆရာစုံမှုကိုရီးယားလိုအဲတိဆောက်လို့ကြည့်အဆင်မပြေရတယ်အဆင်မအဆင်ပြေတာမပြေတာဘာဖြစ်မလဲပန်းချောင်းဘူးဖြောနာတာတတောင့်တတမရှိချောင်းနာသည့်အဆင့်တာအဆင်မပြေဘုတ်ချောင်းနဲ့ဘုတ်ချောင်းနာတာဘုတ်ချောင်းနာတဲ့တူမျိုးโอเคနောက်တစ်ခုဖြစ်နေမှာဘူးဖြောနာကကွညိုနော်အဲ့လိုသုံးလိုက်ရတယ်အဆင်ပြေဖြစ်နေမှာပဲနောက်တစ်ခုကဘွီချာနာလည်းရှိဘီချာနာခွန်ချာနာဘီချာနာဟုတ်ဂွီချာနာရှိနော်ကွင်ချာနာမဟုတ်ဘူးပေါ့နော်ကွင်ချာနာကြတော့အဆင်ပြေဂွီချာနာကြတော့ဘယ်ဘီချာလိုပြောမလဲနာစိတ်ကတိကောက်ဖြစ်နေအဆင်မပြေတာဖြစ်နေတာပေါ့နော်ဘီချာနာတဲ့တူမျိုးဟုတ်စိတ်ကတိကောက်ဖြစ်ပြီးအဆင်မပြေဘူးပေါ့နော်ဆရာတပုံကြစောတဲ့ခါမှာနာရေးပြတဲ့စာဟုတ်ဆရာစောနာရေးပြတဲ့စာမီးနည်းလေဆရာမမြင်ရဘူးဟုတ်လားဟုတ်တယ်ဆရာဂါအေမပေါ်ကေဒီမှာပေါ်လားဂါဂါမပေါ်ဟုတ်စီရေးနေမပေါ်ဘူးပေါ့နော်ဂါဂါအေကေ 잠시만 그러면 ねဆရှိနေရဆရှိနေဟုတ်ဟုတ်တယ်ဆာ에러 share လိုက်မယ်ဒီစာလေး okay ရလား share တာလေး ဟုတ်ကဲ့ဆရာရှင်းရအောင်မြင်ရတယ်ဗျ okay ဒီမှာစလုံးမြင်ရလား ပြောရှိလို့ရဟုတ်မြင်ရတယ်ဗျ A U ကေဟ 루다 ကေရိုတာ ပြင်းပြီကေရိုတာရှင်းရှင်းမာတာ ਨੇ ပြင်းဒီအတိတ်ပဲတော့မတူဘူးစာလုံးတော့တူတယ်ပေါ့နော်ဟုတ်ဒါအလုပ်ရှိပေမဲ့ဒါပြင်းတာဘုอืရားมလုံးရှိပေမဲ့လုပ်တွေစုပုံပြီးတဲ့အချိန်မှာပြင်းနေတာဟိုရှင်းရှင်းမာတာဘာမှလုပ်စရာမရှိလို့ပြင်းတာပြင်းတာနော်ဒါတတိဟုတ်ယอืม ဟုတ် okay ဗျာอืมကျွန်တော်နောက်တစ်ခုတော့လိုက်မယ်နောက်တစ်ခုကကျတော့ action ဘက်နဲ့တွားမယ်ယူပြောင်းမယ်ပူတာကတ်မယ်ဟုတ်အော်ရောပူတာသူ့အတိတ်ပဲဖြစ်မယ်အာအော်ရောပူတာဘတ်ပူးရယ်သက်ကြည့်ပူရယ်နော်အနာချောဘကီတ်ပူးရယ်အီတာနေအောင်တော့ဆင်တယ်နော်အော်နော်ညချဟန်က်ကချောကီအီဟုတ်ကဲ့ဆောယူလုတ်ဖူးတယ်မော်ဂန်ချောကီအီဆောယူစားဖူးတယ်နော်စားဘူးနော်ဟုတ်ဒီမှာဆိုရင်ကာဘွန်ချောကီအီဆောယူတွားကြည့်ဖူးတယ်အဲ့လိုတုံးနေတာနော်စားကြည့်တယ်ခါပတ်ပေါ်ရောဒီကောင်လည်းနည်းဆင်နော်ဒီကောင်လည်း ဟုတ် action ပဲအော်ရုပ်ပူတာသူကတော့ယူပြောင်းပြီးရတယ်ဟိုကယူပြောင်းကြတော့မလို့ဘောနော်သူအသက်ပါတာမပါတာပဲကြည်ရတာ ဟုတ် okay ကြည့်ရုံပဲနာအဲ့ဒီတိုင်းပဲချက်ကြည့်သူကနော်လုတ်ကြည့်ဘူးလေဆိုရယ်နော်သူအတွေ့အကြုံကိုပြောတဲ့အခါမှာတုံးတယ်ဒါလုတ်ကြည့်ဟုတ်ဘူးလေဟိုကလုတ်ကြည့်ဘူးလေဒါလည်းအတွေ့အကြုံဟုတ်ပေါ့နော်ဒါတော့ကင်ချီစားကြည့်ဟုတ်ဘူးလေဒါကဲ့ဆရာဟုတ်ကင်ချီစားကြည့်ရဲ့အတွေ့အကြုံပေါ့နော်အဲ့ဒါတော့ပြန်ပြောတဲ့အခါမှာတုံးတယ်ဟုတ်နော်အဟုတ်တွေ့အကြုံအကဲ့ဆရာကြောင်းကြီးပြောတဲ့အခါမှာတဲ့ past tense သုံးရတယ်နော်ဟုတ်အော်အောက်မှာမေးတာဟန်ဂွေကဘာဆော်ရကိုရီးယားနိုင်ငံတွားဘူးလားတဲ့ဟန်ဂွေကဘာဆော်ကိုရီးယားနိုင်ငံတွားဘူးပါတယ်နော်ဒါမှမဟုတ်လည်းနဲလို့ဖြစ်လဲတော့ပဲရပါတော့ဒီတရားမသုံးချင်တယ် okay အဲ့တော့လုတ်ကြည့်ပြပါအောင်ဆိုမှုတရားလေးတိဆောက်ပြီးကြည့်ပါဟုတ်ကဲ့ဆရာဟုတ်
저는 시험에 접수 받아봤어요. နော်ဘယ်လိုကျွန်တော် 저는 ကျွန်တော်ကတော့ဘာဖြစ်လဲ 3일후에 시험 아니야. ဟုတ်တယ်ရှီဟောင်း 시험에 ဟုတ်တယ်ရှီဟောင်းမို့ဘူတာဆောင်းဝဲဖြည့်သည်အဲ့တော့ရှီဟောင်းမဲဆောင်းဝဲမှာဘာဖြစ်လဲ 어, 점수 받아봤어요. 접수 접수 ကျင်းဆိုတာ online မှာပေါ့နော်ဟုတ်လား 아, certificate ပြောလား certificate. okay နော် 아, အဲ့ဒါကိုဘာသာပွားစော်ရ 받아봤어요. 저는. okay နော်ရဘူးလေနော် certificate ရဘူးလေ 네. okay 아, အဲ့တော့อืม orange juice를 오렌지. 마셔봤어요 orange juice를 마셔봤어요 네, 오렌지 주스를 마셔봤어요. နော်ဒါ orange juice ကိုနော်လိမ္မော်သည့်အချို့နော်နေမှာကြရမှန်နော် 아, ခြားတာ 아, 아, okay 네. တောက်ကြည့်ဘူးလားဆိုတော့ okay တောက်ကြည့်ဘူးပါရဲ့ okay နောက်တစ်ခုကကျတော့ဒါကမှပြီးပါတယ်တော့ဒီမှာတွေ့ရတယ် action verb နဲ့တွားတယ် una jockey ita သူကလည်းတူတူပဲ verb ဘူးရဒါပေမဲ့သူကတော့ကြောက်ဘယ်လို verb ဘူးက action verb နဲ့တွား 좋습니다. တော့ action verb နဲ့တွားမယ်အတွေ့အကြုံအကြောင်းပြောရင်သုံးနေတဲ့အသက်ပိုင်း un jockey ita အသက်မပိုင်း na jockey ita 좋습니다. သူကတခုရှိရဒီမှာမကောင်းတဲ့အတွေ့အကြုံတွေကိုပြောရင်လည်းသုံးပါတယ်တဲ့နော် 아, နော်ငါဆောင်းမွေးချဘူးတယ်နော်ငါအမားလုပ်ဘူးတယ်နော်ထားပါငါအသေးကွေး 아, ဘူးတယ်နော် 아, ငါချော်လဲဘူးတယ်ငါဆိုင်ငယ်မောက်ဘူးတယ်အခုသုံးလို့ရတယ်နော်ဒါဆိုင်ငယ်မောက်တာပါညာနော် 아, ဒါအသေးကွေးတာပါညာဒါတွေကမ 아, ကောင်းတာပေါ့နော်အဲ့လိုမှတ်ထားလို့ရတယ် 아, okay မကောင်းတဲ့အတွေ့အကြုံပြောရင်လည်းသုံးပါရဲ့တဲ့အဲ့တော့ဒီမှာဆိုတော့နော်ကိုရီးယားကိုကိုရီးယားစကားကိုကောင်းကောင်းမသိလို့အမှားလုပ်ခဲ့ဘူးတဲ့한국어를 잘 몰라서 실수한 적이 있다တဲ့နော်있어요 몰라서 실수한 적이 있다. 아, အဲ့တော့ action verb ဖူးတယ် action မ verb ဖူးဘူးဆိုရင်တော့ဒီ jockey ita နေရာမှာ opt တာဖြစ်သွားမယ်နော် 거기서 okay အဲ့တော့စမှုတစ်ချောင်းတော့တိဆောက်ပြီးထားကြည့်ပါ 나 저기 있다.